မြေအောက်တွင်နဂါးသတ္တဝါများရှိကြောင်းသိပ္ပံနည်းကျအတည်ပြုထားခြင်းမရှိသေးပါဒါပေမဲ့ဒဏ္ဍာရီရိုးရာယုံကြည်မှုနှင့်ဖန်တီးမှုဇာတ်လမ်းတွေမှာတော့နဂါးတွေကိုမြေအောက်ကူတွေလိုင်ကောင်းတွေ၏အောက်လောကထဲမှာနေထိုင်ကြတယ်လို့ဖော်ပြလေးရှိပါတယ်ဒဏ္ဍာရီနှင့်ယဉ်ကျေးမှုအရာမြမရိုးရာနဂါးကိုရေနက်သားသို့မဟုတ်မြေအောက်လောကနှင့်ဆက်ဆက်တဲ့အနန္တတန်ခိုးရှင်အဖြစ်ယုံကြည်ကြပါတယ်တရုတ်ယဉ်ကျေးမှုအရာလွန်ဒန်လို့ခေါ်တဲ့နဂါးတွေဟာမြေအောက်ရေပြင်နဲ့မြေချောင်းတွေအောက်မှာအုပ်ဆိုးတယ်လို့ဆိုပါတယ်အနောက်တိုင်းဒဏ္ဍာရီအချို့ဇလန်းတွေမှာနဂါးတွေဟာဂူထဲမှာယရနာတွေကိုစောင့်ကြပ်နေတယ်လို့ပြောကြပါတယ်။သိပ္ပံနည်းကျလက်ရှိအထိနဂါးလိုမျိုးမိမှုန့်နိုင်တဲ့ပြန်တန်းနိုင်တဲ့တတဝါမျိုးမတွေ့ရှိရသေးပါဒါပေမဲ့မြေအောက်မှာထူးဆန်းသောသက်ရှိများရှိနိုင်တဲ့အထောက်အထားတွေရှိပါတယ်။မြေအောက်ကူများမှာအလင်းမဲ့ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်ထားတဲ့ထူးဆန်းတဲ့တတဝါတွေဥပမာအလင်းထွက်နိုင်သောအင်းဆက်များမျက်စိကန်းနေတဲ့ငါးများရှိပါတယ်။ဏီကုန်းနေဖြင့်ပြောရရင်နဂါးတွေဟာယဉ်ကျေးမှုနဲ့စိတ်ကူးယဉ်ဇာတ်လမ်းတွေရဲ့အစိတ်အပိုင်းဖြစ်ပြီးသိပ္ပံအရသက်သေမပြနိုင်သေးပါဒါပေမဲ့မြေအောက်လောကဟာလူသားတွေမသိသေးတဲ့ထူးဆန်းတဲ့သက်ရှိတွေနဲ့ပြည့်နှက်နေနိုင်ပါတယ်။နဂါးတွေကိုယုံကြည်ခြင်းနဲ့ဆိုရင်ဒဏ္ဍာရီနဲ့သိပ္ပံကိုခွဲခြားသိဖို့လိုပါတယ်။